ဒီနေ့မှာနော်ကျွန်မနော်ပြောပြချင်တဲ့နှုတ်ပတ်တော်စိတ်နှလုံးကောင်းစားခြင်းဖြစ်တယ်နော်အမေဆိုတော့နှုတ်ကပတ်တော်ကိုကျွန်မအရင်ဆုံးနော်ဖတ်စေချင်တာဖြစ်တယ်နော်အမေဆိုတော့ကျွန်မဒီနေ့ကျမ်းစာနည်းနည်းလေးဖတ်မယ်လေနော်4-5ခုလောက်တော့ဖတ်မယ်နော်ဆိုတော့တွေ့တုံးဆိုတော့လေနော်အမေဆိုတော့ကျွန်တော်တို့ကဖတ်စေချင်တာဖြစ်တယ်အဲဆိုတော့3ရက်အခန်းကြီး1အငယ်1ကနေ3ထိဖတ်လိုက်ရနော်တွေ့ပြီလားမသိဘူးကဲလို့ဒီမှာ check box မှာပို့ပေးလို့ရရင် check box မှာပို့ပေးပါဒီနေရာမှာနော်ကျမ်းစာထဲမှာဒီကျမ်းစာမှာနော်ဂါယုကိုပေါ့နော်ပြောတဲ့စကားဖြစ်ပါဒီနေ့နော်ဂါယုကတော့ဒီနေရာမှာတော့မရှိတော့နော်ဒီနေ့တော့ဒီနေရာမှာရှိနေတင်တဲ့ကျမတို့ဖြစ်တယ်နောက်ပြီးဆိုဒီနေရာမှာနော်အချင်းချစ်တူတဲ့တင်းဤစိတ်နှလုံးကောင်းစားတကဲ့သို့ဟာလေလုယာအာမင်အရာရာမှာကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိမိကြောင်းငါဆုတောင်းတယ်နော်အမေဆိုတော့ဒီနေရာမှာစိတ်နှလုံးကောင်းစားဖို့ဆိုတဲ့အရာကိုကျွန်တော်တို့အတိကတွေးရတာဖြစ်တယ်အမေဆိုတော့ကျွန်မအခုတလောမှာစဉ်းစားဆင်ခြင်မိတဲ့အရာတစ်ခုရှိတယ်အဲ့ဒါပါလို့ဆိုကျွန်တော်တို့စိတ်နှလုံးဟာအင်မတန်မှတကိုးပါတာဖြစ်တယ်နော်ကျွန်တော်တို့ခန္ဓာကိုယ်မှာကွာ physical ဘိုင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ခန္ဓာကိုယ်တစ်ခုလုံးမှာ physical ဘိုင်းမှာအရေးအကြီးဆုံးကခန္ဓာကိုယ်ထဲမှာနှလုံးဖြစ်တယ်နော်နှလုံးဖြစ်တယ်ဥပမာလူတယောက်မွေးဖွားလာတဲ့အချိန်မှာလက်မပါတာရှိတယ်ခြေထောက်မပါတာရှိတယ်โอเคနော်နှလုံးမပါတယ်ဆိုတာမရှိဘူးနှလုံးမပါဘူးဆိုကြတဲ့အသက်ရှူလို့မရဘူးဖြစ်တယ်နှလုံးခုန်မှုတောင်ဖြစ်တယ်နှလုံးခုန်မှုမရှိဘူးဆိုလူတယောက်ကအသက်မရှင်နိုင်ဘူးအသက်ရှူလို့မရဘူးโอเคအဲ့ဒါဆိုတော့အဲ့လူကမွေးကြရသိပြီဖြစ်တယ်နော်ဆိုလိုချင်တာကကလေးတယောက်မွေးလာတဲ့အခါမှာနော်ခြေထောက်မပါတာတွေ့ဘူးမှာပါလက်မပါတာတွေ့ဘူးမှာပါမျက်စိမပါတာလည်းတင်တွေ့ဘူးမှာပါနော်ကိုယ်အင်္ဂါမစုံတာတွေတင်ပါတာတွေတွေ့ဘူးမှာပါဒါပေမဲ့အထူးတစ်ဖြစ်ကလူတယောက်မွေးဖွားလာတဲ့အခါမှာနှလုံးကမပါမဖြစ်ဖြစ်တယ်။ဘာကြောင့်လဲဆိုနှလုံးကအရန်အရေးကြီးတဲ့ position မှာနေရာယူထားလို့ဖြစ်တယ်။ဟုတ်လား။ကြောက်ပြလက်ခံလား။လက်ခံတယ်နော်။မိတ်ဆွေကြည့်လိုက်တင်ပတ်ဝန်းကျင်မှာလောကမှာတင်ဝင်ဘူးမှာပါကလေးတွေခြေထောက်မပါတာလက်မပါတာစကားမပြောတတ်တာအများကြီးရှိတယ်။ဒါပေမဲ့နှလုံးမပါလာဘူးဆိုတာမရှိဘူးဖြစ်တယ်။အကယ်လို့များနှလုံးကနော်မခုံဘူးဆိုမွေးကြရတိတ်ပြီဖြစ်တယ်။မမွေးခင်ကလည်းတိတ်ပြီဖြစ်တယ်။နှလုံးမခုံတဲ့အတွက်ကြောင့်ဒါ physical ရဲ့နော်နှလုံးကိုတော့မှနော်ဒါပေါ်ပြနေတာဖြစ်တယ်တကယ်တမ်းပြောရင်ကျမတို့ခန္ဓာကိုယ်တစ်ခုလုံးမှာနော်အရေးပြားဆိုအကြီးမားဆိုအင်္ဂါနော်ပြောမယ်ဆိုရင်နေရာယူထားတဲ့အရာတစ်ခုဖြစ်တယ်ကျမတို့အားလုံးသိပြီးသားဖြစ်တယ်အရေးပြားဆိုကျမတို့ခန္ဓာကိုယ်မှာနေရာအများဆုံးယူထားတာဖြစ်တယ်ဒါပေမဲ့ကျမတို့အရေးပြားကအရေးမကြီးလားဆိုအရေးတော့ကြီးပါတယ်ဒါပေမဲ့ကျမနှလုံးလောက်အရေးမကြီးဘူးဖြစ်တယ်ဟုတ်တယ်နော်အဲဒါဆိုတော့ဥမာအုံနောက်ပါလာတယ်တချို့ကတော့အုံနောက်တွေးတာတွေနော်အမှတ်ဉာဏ်တွေနှေးကောင်းနှေးနိုင်တယ်နော်ဒါကတော့အသက်ရှင်တန်ဖို့ရန်အတွက်အခွင့်အရေးအများကြီးရှိနိုင်တယ်တဲ့ဆိုတော့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့နှလုံးကမပါဘူးဆိုတာမရှိဘူးဖြစ်တယ်နှလုံးမပါလာလို့လည်းမရဘူးဖြစ်တယ်နော်နှလုံးကခန္ဓာကိုယ်တစ်ခုလုံးရဲ့အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်နော်ဆိုတော့နှလုံးကားတဲ့နော်ဘလောက်တောင်မှနော်ကျွန်မဒီနှလုံးနဲ့ပတ်သက်ပြီးမှကျွန်မအနည်းငယ်ကျွန်မသိထားတဲ့လောက်လေးကို share လုပ်စေချင်နှလုံးကားတဲ့နော်ပြောမယ်ဆိုရင်နော်ကျွန်မတို့အသက်ရှူတဲ့နေ့ကနေစပြီးသေတဲ့နေ့ထိ तू ကအလုပ်လုပ်ရတဲ့လူဖြစ်တယ်ဥပမာကျွန်တော်တို့လက်တွေခြေထောက်တွေဆိုအဲ့ရင်ကျွန်တော်ဘာမှမလုပ်တော့ဟုတ်တယ်မလားတင်လက်ဘလောက်ပဲလုပ်တယ်ပြောခြေထောက်ဘလောက်အလုပ်လုပ်တယ်ပြောဟုတ်လားတင်အိပ်ပြီးဆိုရင်နော်တင်ခန္ဓာကိုယ်လက်ကဒီလိုမျိုးနော် तू ကအနားရတာဖြစ်တယ်ဒါမဲ့တင်တိလားမသိတင်ပါဇက်လက်အနားရတယ်တင်မပြောဆို तू ပါဇက်ပိတ်နေရတာဟုတ်တယ်မလားနော်တင်မျက်စိလက်အနားရတယ်တင်မျက်စိမိတ်လိုက်ဆိုအနားရတယ်ဒါမဲ့ဘယ်ဟာကမနာဘူးလို့ဆိုတင်ရဲ့နှလုံးကမနာဘူးဖြစ်တယ်နှလုံးခုန်မှုကဘယ်လောက်တောင်မှနော်တနေ့ကိုတဲ့အချိန်ပေါင်း1000အထက်နှလုံးကခုန်နေရတာဖြစ်တယ်နော်ပြီးတော့လူသက်တမ်းတစ်လျှောက်လုံးကိုအချိန်ပေါင်း 3.5 billion အထိခုန်ရတာဖြစ်တယ်အချိန်ပေါင်းဘယ်လောက်လဲ3.5 billion အထိခုန်ရတာဖြစ်တယ်သူ့ရဲ့ခုန်နှုန်းကဘယ်လောက်တောင်များလဲဆိုတော့နော်ပြီးတော့နှလုံးကားတဲ့တနာရီကိုတွေးဂါလန်80ဂါလန်ကျွန်တော်တို့နော်ဂါလန်နေနော်ကျမတို့စီတွေဓာတ်စီပုံးတွေဝယ်တဲ့လူဆိုတိမှာပါဓာတ်စီကားစီတွေထည့်တယ်ဆိုနော်တိမှာပါနော်အဲဆိုတော့နှလုံးကားတဲ့တွေးကိုပေါ့နော်ညစ်ပေးတာနော်ပြောမယ်ဆိုရင်တနာရီကိုဘလောက်ကြာညစ်ပေးလိုက်နေဆို80ဂါလန်နှုန်းနဲ့ तू ကညစ်ပေးနေရတာဖြစ်တယ်ပြောမယ်ဆိုရင်တနေ့ကိုဘလောက်ဂါလန်တွေးညစ်ပေးနေရဆို1680ဂါလန်ကို तू ကညစ်ရပေးရတာဖြစ်တယ်နှလုံးကညစ်တဲ့အတွက်ကြောင့်အဲ့ဒီနှလုံးညစ်တဲ့အကြောင်းမလို့သူ့ရဲ့ဒီသွေးကဘယ်လောက်လဲအပေါ်နဲ့အောက်ခန္ဓာကိုယ်တစ်ခုလုံးကိုလဲပတ်တဲ့ system ကိုလုပ်ပေးတာဖြစ်တယ်မိတ်ဆွေကြည့်နော်ကဘာမြေကြီးကဘယ်လောက်ပဲဆွဲအားကြီးရင်ကြီးပါစေအဲ့ဒီသွေးကနော်ပြန်တက်ပြီးမှကိုလဲပေးတာဖြစ်တယ်တဲ့နှလုံးခုန်မှုကဘယ်လောက်ထိအလုံးလုံးနေဆိုတာစဉ်းစားကြည့်ကျွန်တော်ပြောတာနားလည်လားမသိဘူးနော်
ကျမတို့နှလုံးကဘလောက်ထိခန္ဓာကိုယ်တစ်ခုလုံးကိုလဲပတ်တဲ့အရာတွေမှာအဓိကလှုပ်ဆောင်ပေးနေတဲ့နော်အရာတစ်ခုဖြစ်တယ်ပြီးတော့နှလုံးကနော်လူတက်တန်းတစ်လျှောက်လုံးမှာအလုပ်အများဆုံးလုပ်ရတဲ့သူဖြစ်တယ်နော်လူတယောက်ရဲ့တဲ့လူတယောက်ရဲ့တက်တန်းတစ်လျှောက်လုံးမှာတဲ့ဥပမာအဖြစ်သွားတတ်မှတ်ထားတယ်နော်အလေးချိန်တက်တန်လောက်ကိုနော်ပြောမစ240ကီလိုမီတာထိကျမတို့သူကခရီးတွားပြီးလုပ်ပေးရတာဖြစ်တယ်ကျမတို့ခန္ဓာကိုယ်တွေး system မှာဥပမာချင်းနှလုံးကညစ်လိုက်တာဒီကျမတို့လက်ထိပ်ထိသွားပေးရတယ်နှလုံးကညစ်လိုက်တာတွေးကဒီခေါင်းထိသွားပေးရတယ်နှလုံးကညစ်တဲ့အခါမှာအဲ့ဒီတွေးကြောပတ်လန်းကဟိုးခြေမနော်ခြေနော်နောက်ဆုံးထိသွားပေးနေရတာဖြစ်တယ်စဉ်းစားကြည့်ပါနော်တင်တော်မှတတိမထားမိရဲ့လက်ချောင်းလေးတွေနော်လက်ထိပ်လေးတွေကစအကုန်လုံးဒီတွေးကသွားပေးနေရတာဖြစ်တယ်ဒါကြောင့်ကျမတို့အသက်တာမှာနှလုံးကတကယ် main center မှာရှိတယ်ဆိုအလုံးသိစေချင်တယ်ပြီးတော့နှလုံးကလေပြောမယ်ဆိုခန္ဓာကိုယ်မှာအရန်ကြီးတဲ့နော်နေရာမှာယူထားမှာနှလုံးကနော်အရန်ကိုသေးတဲ့အရာတစ်ခုဖြစ်ပြီးမှအများဆုံးအလုံးလုံးနေရတဲ့သူတစ်ခုဖြစ်တယ်အဲ့ဒီနှလုံးကကျွန်တော်တို့ဘဝမှာအရေးကြီးဆုံးဖြစ်တယ်လို့ဝိညာဉ်ရေးရာနှလုံးနဲ့အရန်ရေးကြီးတာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ဒီကျမ်းစာမှာပြောရတဲ့အချင်းချစ်သူသင်စိတ်နှလုံးကောင်းစားမိတ်ဆွေကျွန်တော်တို့ရဲ့စိတ်နှလုံးကနော်ကျွန်မပြောပြချင်တယ် Greek ဘာသာစကားလို့ဆို cardia လို့အဓိပ္ပာယ်ရတယ် KARDIA cardia နော်အဓိပ္ပာယ်ကပါလဲဆိုအတွေးခေါ်ခံစားချက်ကိုပြောတာနှလုံးသားကနော်ကျမတို့ပြောတယ်ဟာငါနှလုံးသားခံစားရတယ်ဟုတ်လားငါနှလုံးသားမှာငါကြေကွဲလို့ခံစားရတယ်ငါနှလုံးသားမှာနာကျင်တယ်လို့ငါခံစားရတယ်ငါနှလုံးသားမှာခါတီးရလို့ငါခံစားရတယ်နှလုံးရဲ့အလုပ်လုပ်ပုံဖြစ်တယ်နှလုံးသားရဲ့အလုပ်ပါငါလေးနော်ငါ့ကိုတူကပြောလိုက်တဲ့စကားတွေကတွေ့လားမလားနော်နှလုံးသားတွေကိုထိတ်သွားတယ်နော်အဲ့လိုမျိုးကြားဘူးတယ်မလားနော်သူငါ့ကိုလမ်းခွဲလိုက်တာငါအသေးကွဲသွားတယ်တကယ်တော့အသေးနှလုံးသားကွဲသွားတာမဟုတ်ပါဘူးခံစားရတာကိုပြောတာနော်အသေးကွဲဘူးတဲ့လူများနော်ဟုတ်တယ်မလားအဲ့ဆိုတော့ဘာဖြစ်လဲနှလုံးကကွဲသွားတာတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီအရာကို तू ကခံစားရတဲ့ feeling ကို तू ကပြောနေခြင်းဒါကြောင့် Greek စကားမှာဆိုရင် cardia လို့အဓိပ္ပာယ်ရတာဖြစ်တယ် KARDIA cardia နော်အဓိပ္ပာယ်အဲ့လိုतू ကဖော်ပြတာဖြစ်တယ်နောက်တော့ဟေပြေးပါတာစကားမှာဆို तू ကနှလုံးကိုဘယ်လိုပြောလဲဆို lap ဆိုတဲ့စကားလုံးသုံးတယ် NEP lap တချို့ရေးလာတော့မသိဘူးနော်လိုက်မှတ်နေလားတော့မသိကျမတို့တကုံပြောနေပြီ okay lap ဆိုတဲ့အဓိပ္ပာယ်ရ lap ဆိုတဲ့အဓိပ္ပာယ်ကပါလဲဆိုရင် तू ကရေးထားတာက feeling နော်ပြီးတော့ဆန္ဒလို့လည်းပြောလို့ရတယ် feeling ခံစားချက်လည်းဖြစ်တယ်နောက်တစ်ခုကတော့နော်ပြောမယ်ဆိုရင် welling power ပြင်းပြတဲ့ဆန္ဒဥမာဟာနာက तू ကယောက်ျားရှိတယ်ကလေးမရှိဘူးဒါကြောင့် तू ဘာလုပ်လဲသူကလေးလိုချင်တဲ့တကြောင်ကိုဗိတ်မန်တော်ကိုသွားပြီးမှနေ့တိုင်းတဆူတောင်းတယ်နေ့တိုင်းတဆူတောင်းတယ်အမြဲတဆူတောင်းတယ်မရမချင်းငိုယိုပြီးဆူတောင်းတယ်ကြည့်သူ့ရဲ့ feeling power ကဘလောက်မြင့်လဲဆိုရင်ကလေးမရမချင်းအမြဲသွားငိုယိုပြီးဆူတောင်းတာဖြစ်တယ်အဲ့ဒါပါလေ welling power အဲ့ဒါကဘယ်ကနေလာလဲနှလုံးသားကနေလာတာဖြစ်တယ်ဟာလေလုယာမယ်ဒါကြောင့်လူတယောက်ကစိတ်နာသွားပြီဆိုပြီးပြီပဲတသက်လုံးပဲဟုတ်လားကျမတို့ဘဝမှာကြုံမှုတယ်နော်လူတယောက်ကစိတ်နာသွားပြီဆိုတသက်လုံးပဲတရေထိမှတ်ပြီပဲဘာကိုပြောချင်လဲနှလုံးကအဲ့ဒီအလုပ်လုပ်ပုံကိုလုပ်တယ်ဆိုတာတင့်ကိုနားလေစေချင်တာဖြစ်တယ် physical မှာမြင်ရတဲ့ခန္ဓာကိုယ်ထဲမှာနှလုံးကသူ့ရဲ့တွေးခုန်နှုံးပေးနော်တွေးခုန်ပြီးမှနော်တွေးညှစ်ထုတ်ပေးရတယ်လို့ပဲဒီအလုပ်ကိုအစအဆုံးလုပ်ရတယ်လို့ပဲဝိညာဉ်ရေးရာနှလုံးကအဲ့ဒီအရာတွေကိုလက်ဘလို့အဲ့ဒီအရာတွေကို तू ကဖော်ပြနေတာဖြစ်တယ်ငါနှလုံးသားခံစားရတယ်ငါစိတ်မကောင်းဘူးเนาะငါနှလုံးသားနာကျင်တယ်ဟုတ်လားငါနှလုံးသားမှာဒီလိုဖြစ်နေတယ်ကျမတို့ဒါတွေကပါလဲဆိုရင်ကျမတို့နှလုံးသားကဘယ်လောက်ထိအရေးပါဒါကြောင့်မို့စကလုံးရှင်းเนาะစိတ်ထောင်းတော့ကိုကြည်တယ်ဘာဆိုလိုချင်တဲ့တဘောကစိတ်နာကျင်တာများသွားရင်ဒီလူကဘာလုပ်လာလဲဆိုရင် suicide လုပ်သွားလောကနေထွက်သွားဖို့ရတယ်ဘာမှမကြောက်တော့ဘာကြောက်လဲသူ့ရဲ့ထိန်ချုံနေတဲ့အရာကသူ့ရဲ့နှလုံးသားဖြစ်နေလို့ဖြစ်တယ်။ဒါကြောင့်ဒီကနေ့မှာကျွန်မပြောပြချင်တယ်ကျွန်မတို့စိတ်နှလုံးကအရန်အရေးကြီးတာဖြစ်တယ်။အာမင်။ဒါကြောင့်ဒီနေ့မှာကျွန်မတင့်ကိုပြောပြချင်တယ်ကျွန်မတို့ရဲ့စိတ်နှလုံးကိုကျွန်မတို့ကအမြဲတမ်းဂရုစိုက်ဖို့လိုအပ်တယ်။ဟာလေလုယာအာမင်။တင်းစိတ်နှလုံးကိုတင်းဂရုမစိုက်ဘူး။တင်းစိတ်နှလုံးကိုတင်းကတကယ်ပဲတမိုးမထားဘူးဆိုရင်တင်းစိတ်နှလုံးကိုဒီနေ့ကျွန်မတို့ကနော်အပြင်ကလူကလုပ်ပေးလို့မရအောင်ဖြစ်တယ်။တင်ကိုယ်တိုင်ကတင့်စိတ်နှလုံးကိုတင်ကိုယ်တိုင်တာဝန်ယူပြီးမှဂိုင်တွယ်ရမှာဖြစ်တယ်။ဟာလေလုယာမယ်။ဒီကနေ့မှာကျွန်မပြောပြချက်တင့်စိတ်နှလုံးရဲ့ခြံစည်းရိုးကိုခတ်ထားဖို့လိုအပ်တယ်။ပြောကြငါစိတ်နှလုံးခြံစည်းရိုးခတ်ထားဖို့လိုတယ်
ဟာလေလုယာမယ်တင်ကအိမ်လုံခြုံအောင်တော့အိမ်တကားတွေတော့ခတ်တင်ကတင်အခန်းလုံခြုံအောင်တော့တင်အိမ်တကားတွေခတ်တယ်အခန်းတကားတွေခတ်တယ်ဟလာတင်ရဲ့ဖုန်းတွေလုံခြုံဖို့တော့ passport တွေခန့်တယ်ဟုတ်လားတင်ရဲ့ဘဏ်ကတ်တွေသူများတွေနော်လစ်ဝက်ချက်နဲ့ယူသွားမှာဆိုတော့မလေး passport ကိုခဏပြောင်းလို့ passport တော့မေ့ပြီနော်တချို့တွေရှိတယ်ဟုတ်တယ်မလား password မျိုးပြောင်းမေ့သွားနော်တချို့ကွန်ပျူတာလေးလို့ပဲ password ပြောင်းမေ့သွားတချို့ Gmail တွေဆိုလဲ hack ခံရမှာဆိုတော့ပြောင်းနေမေ့သွားနော်ဒီနေ့မှာကျွန်တော်ပြောရချင်တယ်တင်းနှလုံးသားကိုလည်းတင်းခြံခတ်ဖို့လိုအပ်တယ်တင်းနှလုံးသားကိုလည်းတင်းဟာအမြဲတမ်းထိန်းစောင့်ရှောက်ဖို့လိုအပ်တယ်တုတ်တန်ကျမ်းမှာဘာပြောလဲဆိုတော့တင်းနှလုံးကိုစောင့်ရှောက်ပါတဲ့ဟာလေလုယာအမေတင်းနှလုံးသားကိုစောင့်ရှောက်ပါကျမတို့နှလုံးသားကိုကျမတို့စောင့်ရှောက်ဖို့လိုအပ်တယ်စိတ်နှလုံးရဲ့တကားတွေကဘာလီလဲနော်ဒီကနေ့မှာဒါကျမ်းစာတော့မဖတ်တော့ဘူးကျမနည်းနည်းကြော်ပြောသားမယ်စိတ်နှလုံးရဲ့တကားတွေကဘာလီလဲဆိုရင်ကျမတို့ရဲ့အာယုံ၅ပါးဖြစ်ဒါဆိုရင်ကျမပြောတင်းစိတ်နှလုံးထဲမှာဝင်သွားမယ့်အရာအလုံးကတင်းမျက်စိကနေလားတင်းမျက်စိဘာတွေကိုကြည့်နေတယ်ဂယူဆိုင်ရမယ်ဟုတ်တယ်မလားဥမာတင်ကကွာပြောမယ်ဆိုရင်တစ်ချိန်လုံးရံဖြစ်တဲ့ဟာပဲတင်ကြည့်နေဆိုတင်စိတ်ကဘာဖြစ်လာဟာရံဖြစ်ဆိုအဲ့ဒီ mindset ကကူးလာပြီးခဲ့တဲ့လောကကျမဘာသတင်းကြားလဲဆိုရင်နော်ဒီကြားဖြတ်နေနဲ့ပတ်သက်ပြီးမှသတင်းကြားတယ်ကြားဖြတ်နေနော်အခုကာလမှာအရန်ဆိုးတွေနဲ့သတင်းတွေကြားရနော်အခုကြားဖြတ်နေရနော်ပုံစံအမျိုးနဲ့လာတယ်နော်အခုကျမပြချင်တယ်နော် Facebook မှာသူများတွေတင့်ကိုတခုပြောတာအရန်မယုံပါနဲ့နော်အခုကကြားဖြတ်နေရနော်သမီးစားတွေနဲ့လဲလာပြီးမှတင့်ကိုချင်းကပ်ပြီးမှတင့်ရဲ့နော်သမီးစားဖြစ်ပြီးကြာပြီးလက်ထက်ခံနီးမှတင့်ခန္ဓာကိုယ်တစ်ခုလုံးရောင်းစားတာတွေရှိရနော်ဒါတကယ်ဖြစ်ပျက်တွေရှိရနော်ပြီးခဲ့တဲ့လောကပဲကျမအဲ့ဗီဒီယိုတွေကြည့်ပြီးမှနော်ကျမစိတ်ထဲမှာနဲ့ပူသွားတယ်နော်အဲ့ဒါတွေကြည့်မှနော်ကြည့်တယ်ဆိုတော့လေကျမတို့အတင်းတော်မှာရှယ်တင်းသူတင်းသားတွေကိုယ်လောက်ပေါ်ဆောင်ဘတ်တွေတတိပေးဖို့ပါနော်အဲ့ဒါကြည့်မှတော်တော်ဆိုးရိမ်တာနော်ကျမတို့ကြည့်လိုက်တဲ့အရာကကိုယ်စိတ်မှာခံစားစေတာဖြစ်တယ်အဲ့နဲ့ကျမလည်းလမ်းမှာပွားတဲ့လူတွေအုတ်ထုတ်တွေစောင်းပြီးသိရမလားအမျိုးသူ့ပုံစံကနည်းနည်းဟိုကြည့်ဒီကြည့်ဆိုကြားဖြန်လားမသိဘူးနော်ကြားဖြန်လားမသိဘူးလို့တခါတည်းနော်ကောက်ချက်ကြတော့တယ်နော်မသိကျမထောက်လိုင်းရေးလောက်တော့မလို့ဘာလို့နဲ့နော်ဘာဖြစ်လို့လဲနော်ကြားဖြန်ဗီဒီယိုကြည့်ထားလို့ဖြစ်တယ်နောက်ပြီးဆိုတော့အခုတလုံးမှာနော်လူငယ်တွေဆိုလဲနော်ကျမတွေ့ရတယ်နော်တရုတ်ပြည်ကကောင်လေးတွေ rapper ကောင်လေးတွေတချင်းဆိုတဲ့လူတွေဆိုရင်နော်ဒီကြားဖြန်လက်ထဲရောက်သွားလို့ခန္ဓာကိုယ်တစ်ခုလုံးရောင်းစားခံရတယ်ရှင့်ကြောက်ကက်ရောင်းတယ်နှလုံးတွေသူတို့အရှင်လက်တက်ပြီးမှရောင်းတာတွေနော်ပြောမယ်ဆိုရင် black market တွေရောင်းတာတွေအများကြီးကျမတို့တွေ့ရတယ်အဲ့ပြီးဆိုဒီကနေ့မှာကျမဘာလို့ပြတင်းရဲ့နော်နှလုံးသားရဲ့အရာအလုံးဝင်မဲ့အရာကတင်းမျက်စိဖြစ်တယ်အဲ့တင်းမျက်စိကိုတင်ကြည့်တဲ့အခါမှာဂယုစိုက်ပြီးတင်ကြည့်ရမယ်ဟာလေလုယာမယ်ဒီနေ့ကျမတို့ရဲ့မျက်လုံးတွေဂယုစိုက်ဖို့လိုအပ်တယ်ပြီးတော့ကျမတို့ကြားတဲ့အရာတွေဂယုစိုက်ဖို့လိုဥပမာတင်ကယုံကြည်ခြင်းစကားကိုတင်မကြားဘဲနဲ့နော်အတင်းဖြစ်နေပဲကြားနေမယ်တင်နော်မကောင်းတာတွေပဲတင်ကြားနေမယ်နော်မကောင်းတဲ့အရာတွေပဲကျမတို့ကနားထောင်လိုက်မယ်ဆိုရင်ကျမတို့အဲ့ဒါခံစားရတဲ့အရာကအဲ့ဒါတွေပဲပြန်ခံစားလာတာဖြစ်တယ်ဟုတ်တယ်မလားတင်တခါတထေးတင်ရမ်းဆူတာတွေတင်ကြားရင်တင်စိတ်ထဲမှာဘလို့နာလဲငါဒီလောက်မှမလုပ်ချင်ဘူးတထေးရမ်းဆဲတယ်တထေးရမ်းဆူတယ်ငါဒီလောက်ငါစိတ်ပြက်ပြီဘာဖြစ်လို့တင်ခံစားရလဲတင်ကြားခဲ့လို့ဖြစ်တယ်နားလည်လားမသိဘူးနော်အဲ့ဒါကျမတို့အာယုံ၅ပါးကနေပြီးမှပဲကျမတို့ဒီနှလုံးသားကိုလာတာဖြစ်တယ်ဒါကြောင့်ကျမတို့ဒီနှလုံးသားကိုတင်ကခြံခတ်ထားခြင်းနဲ့ကွဲကားခြင်းနဲ့ဆိုတော့တင်ပါလို့ရတင်ရဲ့အာယုံ၅ပါးဝင်တဲ့တကားတွေအားလုံးကိုတင်ဂယုစိုက်ဖို့လိုအပ်တယ်ဟာလေလုယာအာမင်ဒါကြောင့်အချို့သတင်းတွေတင်ကြော်သွားပါနော်အချို့သတင်းတွေတင်နဲ့မဆိုင်တဲ့သတင်းတွေတင်ကြော်သွားပါမဝင်ပါနဲ့နော်တုတ်တန်ကျမ်းတစ်ခုမှဘာပြောထားလဲဆိုရင်တော့ခွေးရဲ့နှရွက်ကိုတဆွဲရင်ခွေးကြိုက်ခံရမယ်တဲ့အဲ့ကျမ်းစာဖတ်ဘူးလားမသိဘူးနော်အဲ့ဆိုတော့တချို့ကမဖတ်ဘူးသလိုပဲနော်တုတ်တန်ခန်းကြီး26နဲ့19လမ်း၌ရှောက်သွား၍မိမိမဆိုင်တော့အမှုကိုယောနောတော့တူတယ်ခွေးနှရွက်ကိုကင်ဆွဲတော့တူနဲ့တူ၏တဲ့ဆိုလိုချင်တော့လမ်း၌ရှောက်သွားတယ်ဆိုတော့ကျမတို့အခုသွားနေတဲ့လမ်းကိုရှောက်သွားနေတာပြောနေတာမဟုတ်ကျမတို့သွားရမယ့်ယူပါယုံကျမတို့သွားရမယ့်လမ်းကျမတို့သွားရမယ့်အနာဂတ်ခီးကျမတို့လုပ်နေတဲ့ vision လမ်းကြောင်းကိုသွားတဲ့အခါမှာမဆိုင်တဲ့အရာတွေကိုသွားပြီးမှဝင်ပါတဲ့အရာတွေမဆိုင်တဲ့အရာကိုသွားပြီးမှဝင်ရောနှောခဲ့တဲ့အရာမဆိုင်တဲ့အရာကိုသွားပြီးမှပါဝင်ပတ်တက်တဲ့အရာကဘာနဲ့တူလဲဆိုခွေးနှရွက်ကိုသွားဆွဲနေတူတယ်မိတ်ဆွေတင်ခွေးနှရွက်တော့ဆွဲဖို့မစင်စားနဲ့ခွေးကြိုက်ခံရမယ်နော်ကိုပြောငါခွေးနှရွက်တော့ဆွဲလို့မရဘူးပြောငါမဆိုင်တဲ့ဟာကိုရှောင်ရမယ်ဟာလေလုယာမယ်ဒါကြောင့်တင်းရဲ့တွားနေတဲ့လမ်းခီးမှာတချို့အရာတွေကိုရှောင်ပါနော်တချို့အရာကိုရှောင်ဖို့လိုတယ်
ကိုနဲ့မဆိုင်တာတော့ဝင်မပါပါနဲ့ကိုနဲ့ကျမလေတခါခါကျမအားနာပြီးတငယ်ချင်းပေါင်းတတ်တဲ့အချင်းရှိရတခါခါကျအားနာကိုတအားလာပေါင်းလဲဆိုကိုလည်းအားနာပြီးနည်းနည်းပေါင်းပေးတဲ့ချင်းရှိတယ်ဒါပေမဲ့ကျမတို့ဝိညာဉ်ခေါင်းဆောင်ဆရာမစာရမ်းပြတ်တယ်တခါခါဆရာမစာလာကျမကိုပြောတယ်ဒီတယောက်နဲ့မပေါင်းနဲ့တခါလဲစာပို့လာအဲ့နဲ့ကျမအဲ့လူလုံးဝ block လုပ်လိုက်တယ်မပေါင်းတော့ဘာကြောင့်လဲကျမတခါတလေနည်းနည်းအားနာပြီးပေါင်းမိတတ်တယ်ဒါပေမဲ့အဲ့လိုပေါင်းရင်ကျမအတွက်အနာဂတ်မှာအစိတ်တောက်ဖြစ်နေအာမင်ဘာလို့ဆိုကျမတို့ဝိညာဉ်ခေါင်းဆောင်ကျမတို့မြင်လို့ဖြစ်တယ်ဒါကြောင့်ကျမအားပေးချင်တယ်တင်းရဲ့တက်တာထဲမှာလဲနော်တွားနေတဲ့လမ်းမှာနော်မိမိနဲ့မဆိုင်တဲ့အမှုသွားပြီးမှမပါဝင်ပါနဲ့နော်ရဲဖန်းခံရတယ်ဟီးရိုသွားမလုပ်ပြနဲ့အမတင်မှာဖန်းခံရမယ်နော်တချို့တွေနော်ဒါဟီးရိုလုပ်ချင်တာကိုပါသွားတာနော်ကိုကလည်းကက်လက်ရှိတာလည်းမဟုတ်ကိုကလည်းဘာသာစကားကျွမ်းကျင်တာလည်းမဟုတ်ကိုကလည်းရဲနဲ့အမျိုးတော်တာလည်းမဟုတ်နော်တအားကိုဟီးရိုလုပ်ပါတချို့တီးခံရနော်ရဲရဲ့တီးတာခံရအဲ့တော့လိုက်ပြီးမှတချို့ကိုမလုံနိုင်တဲ့အရာကိုမပါဝင်နိုင်တဲ့အရာတွေမှာမယောနောပါနဲ့ပြီးတော့အချို့ဟာငါတော့သူ့ကိုဆွဲခေါ်နေတာပါငါမူကြီးစေဝါတုံးမှာမဟုတ်ပါဘူးမထင်နဲ့နော်တော့ခေါ်ရင်ကိုပါသွားနိုင်တယ်တခါကြိုင်ကိုကဝိညာဉ်ရမကြီးထွားသေးတဲ့အခါမှာနော်အရက်သမားတွေကျွန်တော်ပြောင်းလဲစီဆွဲခေါ်တာပဲတခါကိုပါပြန်ပါသွားနိုင်တာဖြစ်တယ်ဒါကြောင့်ကျွန်မပြပြချင်တယ်ဂယုစိုက်ဖို့လိုအပ်တယ်ကြားတဲ့အရာကိုသင်ယူစေချင်တယ်ကိုဘွားမှာမဖြစ်ဖို့ရင်တော့ဂယုစိုက်ဖို့လိုအပ်တယ်အာမင်အဲ့ဒါကျွန်တော်တို့နှလုံးသားကိုစောင့်ရှောက်တဲ့အခါမှာဘယ်လိုပုံစံနဲ့စောင့်ရှောက်ရမလဲကျွန်တော်တို့ရဲ့အမြင်ကျွန်တော်တို့ရဲ့အကြားကျွန်တော်တို့ရဲ့အထီးတွေးနော်ကျွန်တော်တို့ရဲ့အနံ့ကျွန်တော်အရာအတာတွေကိုဂယုစိုက်ရမယ်အာမင်ဒီကျွန်တော်တို့ဖယားတခင်ဒီနေ့ကျွန်တော်တို့ကိုနော်မပတ်သက်စေခြင်းတဲ့အရာတွေဖယားတခင်မလုံစေခြင်းတဲ့အရာတွေဖယားတခင်မပေါင်းစေခြင်းတဲ့အရာတွေကိုကျွန်တော်တို့ရှောင်ဖို့လိုအပ်တာဖြစ်တယ်အာမင်ဒါကြောင့်အာယုံ၅ပါးကိုသင်ရှောင်ဖို့လိုအပ်တယ်ကျွန်တော်တို့နှလုံးသားကိုကျွန်တော်တို့ဂယုစိုက်ဖို့လိုအပ်တာဖြစ်တယ်နှလုံးသားမှာเนาะကျွန်တော်တို့ကောင်းတဲ့အရာတွေနဲ့ပဲကျွန်တော်တို့ဖြည့်ဖို့ရတဲ့ဖရားလို့ရှိတာဖြစ်တယ်ဒီမှာပြောထားတယ်အချင်းချစ်သူတင်းဤစိတ်နှလုံးကောင်းစားတကယ်လို့တင်းဒီအရာရာ၌ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိမိကြောင်းငါဆုတောင်း၏ဒီကနေ့မှာကျွန်တော်တို့စိတ်နှလုံးကောင်းစားဖို့ရတဲ့ဖရားတကယ်လို့ရှိတာဖြစ်တယ်ကျွန်တော်တို့ရဲ့စိတ်နှလုံးကောင်းစားမယ်ဆိုရင်အရာရာမှာကောင်းစားမှာဖြစ်တယ်တချို့တွေကနော်အရာရာမှာတော့ကောင်းစားခြင်းဟုတ်လားဘသူမဆိုအောင်မြင်ခြင်းနဲ့ကြွယ်ဝခြင်းနဲ့ကောင်းကြီးရခြင်းနဲ့ဖခင်ချီးမြှောက်တာဖြစ်ခြင်းနဲ့ဖခင်တုံးတာဘဝကိုပိုင်ဆိုင်ခြင်းနဲ့ဒါပေမဲ့ဘာကြောင့်မလို့ကျမတို့ကောင်းကြီးရတဲ့နာနဲ့မရတာလေကောင်းကြီးရထိုက်တာနဲ့မရတာလေဘာကြောင့်မလို့ကျမတို့တက်တာထဲမှာနော်အရာရာမှာကောင်းစားတာတွေကနည်းနေတာလေကောင်းစားရမယ့်အရာတွေကကျမတို့ဘဝမှာဘယ်လိုနည်းနေရလဲဆိုကျမတို့စိတ်နှလုံးကိုမပြုတ်ပြင်းလို့ဖြစ်တယ်ဒီကနေ့ကျွန်မခဏတော့ပြောလိုက်ပြီနော်စိတ်နှလုံးကိုဘယ်လိုမျိုးဂယုစိုက်ရမလဲဆိုကျွန်မပြောဒီနေ့မှာဘယ်လိုပြန်ကောင်းအောင်လုပ်ရမလဲဆိုလဲကျွန်မပြောပြချင်တယ်မိတ်ဆွေတင်သိလားကျွန်မနှလုံးသားကအစကတည်းကတော့မကောင်းလာဘူးဖြစ်တယ်ဘာဖြစ်လို့ကျွန်မနှလုံးသားကအစကတည်းကမကောင်းဘူးလဲလို့ပြောရင်ကျွန်မတို့ကအာဒံအေဝါရဲ့မျိုးဆက်တွေဖြစ်နေလို့ဖြစ်တယ်ဟုတ်လားဟုတ်တယ်နော်အာဒံနဲ့အေဝါရဲ့မျိုးဆက်ရှိကြကျွန်မတို့အသက်နှလုံးသားရဲ့မှာခါတီးခြင်းတွေရှိတယ်မနာလိုခြင်းတွေရှိတဲ့နော်ကျမတို့အတ္တထဲမှာမုန်းတီးရှိတဲ့အရာတွေရှိတယ်ကျမတို့အတ္တထဲမှာနော်အမာနတွေရှိတယ်ကျမတို့အတ္တထဲမှာမနှိမ်ချနိုင်တဲ့အရာတွေရှိတယ်ကျမတို့အတ္တထဲမှာပြိုင်ဆိုင်လိုခြင်းစိတ်တွေရှိတယ်လောဘလွန်ကျူးတဲ့အရာတွေရှိကျမတို့မှာအဲ့ဒီစိတ်တွေအားလုံးရှိကျမပြောတာတဲ့နဲ့ကိုယ့်ထဲမှာတိုက်ဆိုင်ဆိုလက်ထောက်နော်အဲ့လိုမျိုးလူတွေရှိတယ်ဆိုရင်နော်မညာတမ်းပေါ့နော်ကိုအတိဆုံးပဲဟုတ်တယ်မလားနော်လောဘစိတ်ရှိရမနာလိုစိတ်ရှိတယ်နော်ကျမတို့ကိုယ့်ရဲ့စိတ်နှလုံးကမကောင်းဆိုတော့ကိုအတိဆုံးပဲဟုတ်တယ်နော်အဲ့ဆိုအဲ့လိုစိတ်တွေကိုကျမတို့ဖယ်ဖို့ရတော့လိုအပ်တယ်မိတ်ဆွေဒီကနေ့မှာကျမပြောပြချင်တယ်ကျမတို့စိတ်နှလုံးကောင်းစားရရမကောင်းစားမှာဖြစ်တယ်ဒါကြောင့်ကျမတို့စိတ်နှလုံးကောင်းစားဖို့မကောင်းတဲ့အရာကိုကျမတို့ဖယ်ဖို့ရတဲ့ဖရားလို့ရှိတယ်ဟာလေလုယာကျမ်းစာနည်းနည်းလေးထပ်ဖတ်စီချင်တာဖြစ်တယ်ဖိလိပ္ပိခန်းကြီးနဲ့အငယ်3မှာကျမဖတ်စေဖိလိပ္ပိခန်းကြီးနဲ့အငယ်3ဒီနေရာမှာပါရတာဆိုယေရှုခရစ်နဲ့တူတဲ့စိတ်နှလုံးကျမတို့ဆန့်ချိန်ထားရမယ်အာမင်ကျမတို့စိတ်နှလုံးကဘယ်သူနဲ့တူရမလဲဆိုတော့ကျမတို့ရဲ့နော်အဖိုးစာတန်နဲ့တူလို့မရအောင်โอเคယေရှုနဲ့တူရမယ်ဟာလေလုယာအာမင်ယေရှုနဲ့တူဖို့ဘုရားအလိုရှိတယ်ကျမတို့စိတ်နှလုံးကယေရှုနဲ့တူတော့စိတ်နှလုံးရှိစေချင်တာဖြစ်တယ်ဒီမှာရေးထားတယ်ယံတွေ့လို့တော့စိတ်အထူးသဖြင့်ယံတွေ့တာကယောက်ျားလေးတွေများတယ်ဟုတ်တယ်နော်ယောက်ျားလေးတခုဆိုလက်တီးလာမယ်ယောက်ျားလေးတွေကသူတပြည့်အားရှိတာဟုတ်နော်တခုဆိုသူတို့ကလက်တီးလက်မောင်းနဲ့ဖြည့်ရှင်းခြင်းတဲ့သဘောတော်ကများတယ်
နော်ဆိုတော့ရန်တွေ့လို့တော့စိတ်အချင်းကြီးကြော်စောတတ်မှတ်တော့စိတ်ရှိ၍အဘယ်မှုကိုများမပြုကြဒီမှာစိတ်တွေကိုရေးထားရဆိုကျွန်တော်တွေ့ရပြီးတော့နော်သူတစ်ပါးဒီကိုထက်တာ၍ကောင်းမြတ်တွေကိုစိတ်နှိမ်ချတော့စိတ်ရှိ၍နှိမ်ချတဲ့စိတ်ကိုထားရမယ်ပြီးတော့ကိုအမှုရာကိုဒါမရှုမမှတ်ပဲသူ့အမှုရာကိုအချင်းချင်းရှုမှတ်ကြလောတဲ့ယေရှုခရစ်၌ရှိတော်ထိုစိတ်တဘောကိုသင်တို့၌လည်းရှိစေကြလောဟာလေလုယာအာမင်ဒီနေ့ကျမတို့ရဲ့တရားထဲမှာဒီတကယ်တော့ကျမ်းစာထဲမှာစိတ်နဲ့ပတ်သက်ပြီးကျမ်းစာထဲမှာရေးထားတဲ့အရာအများကြီးရှိပါတကယ်ကျမပြောပြချင်တယ်ဒီကနေ့ဖခင်သခင်ကကျမတို့ရဲ့စိတ်နှလုံးကဖခင်နဲ့တူတဲ့စိတ်နှလုံးဖြစ်ရမယ်အာမင်ကျမတို့ကတခါခါကြရင်ကျမတို့ရဲ့စိတ်နှလုံးကိုကျမတို့နော်လမ်းလွဲနေတာလည်းရှိနိုင်တယ်ကျမတို့စိတ်နှလုံးကနော်ခရစ်တော်နဲ့မတူဘဲနဲ့နော်ကျမတို့ဇာတိစိတ်နှလုံးတွေများတာလည်းရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကျမတို့ရဲ့စိတ်နှလုံးမှားနေတယ်ဆိုတာကျမတို့တိပြီးမှကျမတို့မပြုတ်ပြင်ဘူးနော်ကျမတို့ကဂယုမဆိုင်ဘူးဆိုရင်ကြိုင်ပို့ဆိုးသွားနိုင်တာဖြစ်တယ်ဒါကြောင့်ကျမဘာပြောပြချင်လဲကျမတို့ရဲ့မကောင်းတဲ့စိတ်နှလုံးကိုကျမတို့ကပြုတ်ပြင်ရမယ်ယေဇကျေလအခန်းကြီး18အငယ်31ကနေ32ကိုဖတ်စေချင်တယ်ဒီမှာပါရေးထားလဲဆိုတင်တို့ဒီပြုတ်တမျှတော့လွန်ကျူးခြင်းအမှုတို့ကိုစွန့်ပြစ်၍ဟာလေလုယာကျမတို့ရဲ့မကောင်းတဲ့စိတ်နှလုံးတွေကိုကျမတို့စွန့်ပြစ်ရမယ်အာမင်ကျမတို့တရားထဲမှာခါတီးတဲ့စိတ်တွေကျမတို့စွန့်ပြစ်ဖို့လိုအပ်တယ်နော်ကျမတို့တရားထဲမှာမနာလိုတဲ့စိတ်တွေစွန့်ပြစ်ဖို့လိုအပ်တယ်နော်ကျမတို့တရားအထူးသဖြင့်မြန်မာတွေဆိုမနာလိုတတ်တယ်နော်မနာလိုတဲ့စိတ်ရဲ့များတယ်သူများတွေကိုသက်တာပြီဆိုရင်နော်ဒါဘယ်လဲအတင်းပြောပြီနော်မြန်မာတွေရဲ့စိတ်အရန်အဲ့ဒါများတယ်နော်အဲ့ဒါတွေကိုကျမတို့ဘာလို့ရမလဲစွန့်ပြစ်ရမှာဖြစ်တယ်နော်တင်မကြိုက်တဲ့အကျင့်တွေတင်အသိဆုံးဖြစ်တယ်ဒီနေ့မှာကျမကိုမကြိုက်တဲ့အကျင့်ကိုရေးပါလို့ပြောရင်တင်လည်းရေးစရာစာမျက်နှာတစ်မျက်နှာပဲမဟုတ်ပါဘူး၄-၅မျက်နှာရှိမှာပါဟုတ်တယ်မလားနော်ဆိုတော့တင်မကြိုက်တဲ့အကျင့်တွေစွန့်ပြစ်ရကျမပြောရချင်တယ်မကြခင်ဒီဇင်ဘာလဲရောက်တော့မယ်နောက်နှစ်လဲပြန်ကူတော့မယ်ဟလားအဲ့ဆိုကျမတို့မကောင်းတဲ့အကျင့်တွေကိုကျမတို့စွန့်ပြစ်ရနော်ဆိုတော့ပြီးတော့တင်တို့ဒီပြုတ်တများတော့လွန်ကျူးချအမှုတွေကိုစွန့်ပြစ်ပြီကျမတို့စွန့်ပြစ်တဲ့အရာတွေကိုစွန့်ပြစ်ပါဒီခါမှာတင်းရဲ့အဝတ်စားအဟောင်းတွေကိုစွန့်ပြစ်ဖို့ပြောနေရမို့ယင်းနေ့တင်းရဲ့နော်အသုံးဆောင်ပစ္စည်းတွေမကောင်းတာတွေစွန့်ပြစ်ဖို့မြောက်စိတ်နှလုံးမကောင်းတဲ့အရာကိုစွန့်ပြစ်ပါအကျင့်မကောင်းတဲ့အရာကိုစွန့်ပြစ်ပါဘာကြောင့်လဲဆိုယင်းနေ့ဘုရားတခင်ယင်းနေ့တင်းကိုစိတ်နှလုံးအသစ်နဲ့ပုံသဏ္ဍာန်အသစ်နဲ့ပြောင်းလဲတဲ့အရာကိုဘုရားမြင်ချင်တာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ကျမတို့အခုဒီအချိန်မှာကျမတင်းကိုနော်ကိုယ့်ရဲ့တက်တာထဲမှာဘုရားတခင်မကြိုက်မနစ်သက်တဲ့စိတ်နှလုံးတွေဘာရှိလဲဝိညာဉ်တော်တင့်ကိုဖော်ပြပါစေဒီရောက်ကိုစွန့်ပြစ်ပါနော်မင်းဆိုတော့ကျမတို့စိတ်နှလုံးကရန်ဂယုစိုက်ပါဖခင်တခင်ကလည်းနော်ကျမတို့ကိုဖခင်ကောင်းကြီးပေးတော့မယ်ဆိုအမြဲတမ်းစိတ်နှလုံးကိုကြည့်ပြီးဖခင်ကောင်းကြီးပေးတာဖြစ်တယ်နော်ဒါဝိဒ်ရဲ့အကြောင်းကိုကျမနည်းနည်းပြောပြချင်တယ်နော်ဓမ္မရာဇပထမအခန်းကြီး16အငယ်1မှာနော်အငယ်1ကနေကျမဘယ်လောက်ထိဖတ်စေချင်လဲဆိုနော်ခွန်တီကျမဖတ်တော့မယ်နော်နံပါတ်1အချက်ဒီမှာဗာတွေ့ရလဲဆိုရှောလူကဖျားခင်ပယ်တဲ့လူဖြစ်တယ်ရှောလူကိုဖျားပယ်ပြီလို့ပြောတဲ့အခါမှာရှမွေလကဘာလို့ဆိုအင်တန်ကာလပတ်လုံးငိုတယ်တဲ့စိတ်မကောင်းကြီးသွားတယ်ကျွန်မပြောပြချင်တယ်တင်ဘဝမှာစိတ်မကောင်းတဲ့အရာတွေကြုံကောင်းကြုံတယ်ဒါမဲ့တင်ကစိတ်မကောင်းဘူးဆိုတာနဲ့ပဲတင်ကြီးသွားနေလို့မရအောင် move on ဆက်တွားနေဖို့လိုအပ်တယ် hallelujah amen ဆက်တွားနေဖို့လိုသူငါ့ကိုဒီလိုမကောင်းတာလုပ်ခဲ့တာပဲငါသူ့ကိုကလေးစားချင်မစင်းစားနဲ့ကျမပြောပြချင်တယ်ကိုလို့ဆရာရှိရဆက်လို့အဲ့ဆိုဒီမှာပါတွေ့ရလေရှောလူကိုဘုရားသခင်ကပယ်တဲ့အခါမှာဘုရားသခင်ရှမွေလကိုဘုရားသခင်ကနောက်လူတယောက်ဘိတ်တိတ်ဖို့ပဲအဲ့ဘိတ်တိတ်တဲ့လူကဒါဝိဒ်ဖြစ်တယ်ဒါဝိဒ်ကဘုရားသခင်ကဘာကြောင့်ဒါဝိဒ်ကိုငငယ်ရွယ်နဲ့ရွေးတာလဲဘုရားသခင်ကကောင်းကြီးပေးတော့မဲ့လူကလေအသက်ရွယ်နဲ့မဆိုင်ဘူးโอเคလူမျိုးနဲ့လည်းမဆိုင်ပညာရေးနဲ့လည်းမဆိုင်ရုပ်ရည်နဲ့လည်းမဆိုင်နော်ဘုရားသခင်ရွေးမဲ့သူကပညာရေးအတန်းနဲ့လည်းမဆိုင်နော်ဘုရားသခင်ကရွေးတဲ့အခါမှာဘလို့လူကိုပဲရွေးစိတ်နှလုံးကောင်းစားတဲ့သူရွေးတာဟာလေလုယာမယ်တခြားကျွန်မပြောပြချင်တယ်တင့်ဘဝတစ်ခုလုံးဘုရားကောင်းကြီးပေးတာလိုချင်တယ်ဆိုရင်ကိုယ်စိတ်နှလုံးကိုကောင်းစားဖို့မွေးမြူပါဟာလေလုယာမကောင်းတဲ့အကျင့်ကိုပယ်ပါအဲ့တော့ဒီမှာဘာတွေ့ရလဲဆိုဒါဝိဒ်ကိုဘုရားသခင်ကဘာကြောင့်မလို့အသက်14-15နှစ်အရွယ်ကြီးတဲ့နဲ့ဘုရားဘာကြောင့်ရွေးလဲဆိုသူ့စိတ်နှလုံးကောင်းလို့ဖြစ်တယ်တကယ်တော့ဒါဝိဒ်ကအရေးချင်းရကြည့်မယ်ဆိုသူအဲ့အရွယ်မှာဘာမှအရေးချင်းရှိသေးတယ်လို့မဟုတ်ပညာရေးအတန်းကြည့်မယ်ဆိုဘာမှပညာတတ်ကျောင်းတက်နေတဲ့လူတယောက်လည်းမဟုတ်
ရုပ်ရည်ကြည့်မယ်ဆိုရင်သူ့အကိုတွေအားလုံးကသူ့ထက်ပို handsome ဖြစ်တဲ့အဆင်ပြေဒါပေမဲ့သူအဲ့လိုမျိုးလည်းဖြစ်နေလို့လည်းမဟုတ်နောက်တစ်ခုပြန်ကြည့်ပါနော်ဟိုအတန်းပညာဘာမှလည်းသူတတ်တဲ့လူလည်းမဟုတ်ကြည့်မယ်ဆိုအရာရာမှာသူကနောက်ကျနေတဲ့လူတယောက်ဖြစ်တယ်ဒါပေမဲ့ဖခင်တခင်ကသူ့ဘာလုပ်ပေးလဲဆိုတော့ကောင်းကြီးပေးတာဖြစ်တယ်ဖခင်ကသူ့ကိုဘိတ်တိတ်ရွေးတာဖြစ်တယ်ဟာလေလုယာမယ်အဲ့ဒီပွဲမတိုင်ခင်မှာသူမရောက်မချင်းပွဲမဆောက်ဖြစ်တယ်ဒါကြောင့်ကျွန်မဘာကိုပြောပြချင်လဲဆိုရင်နောက်ဆုံးမှာကျွန်တော်တို့ဒီမှာကျမ်းစာဖတ်တဲ့အခါမှာရှောလူကနော်အဘိနတက်ကိုရှမွေလကအဘိနတက်ကိုနော်ဘိတ်တိတ်စီလောင်းခံဒီမှာပြောတော့ငါဒီလူကိုမရွေးဘူးတဲ့ငါဒီလိုမရွေးတား9ယောက်ပြီးသွားတယ်မရွေးနေ့မှာတားမရှိတော့ဘူးလားလို့မေးတဲ့အခါမှာယေရှဲဘာပြောလဲတိုးချန်ထဲမှာတိုးဆောင်နေတဲ့ဒါဝိဒ်တော့ရှိသေးတယ်ဒါဆိုသူ့ကိုခေါ်ပါအဲ့ချိန်မှာဒါဝိဒ်ကိုခေါ်လာပြီးဒါဝိဒ်ကိုဘိတ်တိတ်ပေးတာဖြစ်တယ်ဒါကြောင့်မို့ဒီမှာဖခင်ကဒါဝိဒ်ကိုဘိတ်တိတ်ပေးတဲ့အခါမှာချက်ချင်းတော့ရှင်ပြန်ထဖြစ်တာတော့မဟုတ်ပါဘူးဒါပေမဲ့ဖခင်ရဲ့ anointed သူ့မှာရှိပြီးဖြစ်တဲ့အတွက်ကြောင့်မို့အချိန်တစ်ခုရောက်လာတဲ့အခါမှာသူဟာထွတ်ထိပ်ကိုရောက်လာတာဖြစ်တယ်အထွတ်ထိပ်ကိုရောက်လာတာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ကျွန်မယုံကြည်တယ်ယနေ့ဒါဝိဒ်ရဲ့တတထဲမှာလဲသူ့ရဲ့ journey ကိုကျွန်မကြည့်ရင်ကျွန်မနော်အဆုံးတက်လိုက်တော့မယ်နော်ဒါမျိုးဆိုဒါဝိဒ်ရဲ့တတမှာသူ့ရဲ့ life ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် तू ကအမြဲတမ်းအကိုရီရဲ့နေနာသူခံရတယ်အကိုရီရဲ့ rejection ကို तू ခံရဒါပေမဲ့ तू အကိုရီလဲစိတ်မနှောင်း तू အကိုရီလဲစိတ်မပြတ်ဘူးဂေါ်လက်နဲ့တက်ပြီးမှ तू အောင်နိုင်တဲ့သူဖြစ်လာဂေါ်လက်နဲ့တက်ပြီးတော့ तू ဘာပြန်လုပ်လဲပြန်ပြီးမှတိုးပဲပြန်ထိန်းနေလူတယောက်ဖြစ်တယ်ရှောလူစီမှာနတ်ဆိုးဝင်မှ तू ဟာရှောလူရဲ့နန်းတော်ကိုတွားပြီးမှနတ်ဆိုးမောင်းထုတ်ပေးရတယ်သူတယောတီးပေးရတယ်သူဖြစ်တယ်အသက်30ကျော်မှ तू ဘယင်ထဖြစ်လာတာဖြစ်တယ်ဟာလေလုယာအာမင်ဒါတော်မှနော်ရှောလူကသူ့အချိန်နော်ပြောမယ်ဆိုရင်နှိပ်စက်တယ်နေရာမပေးဘူးနော်ဘယ်နှကြိမ်တက်လဲဆို32ကြိမ်ကျမ်းစာထဲမှာဆိုစုစုပေါင်း32ကြိမ်တက်ဖို့ရင်အခွင့်အရေးရှာခဲ့တယ်ဒါဝိဒ်ကရှောလူကိုပြန်တက်ဖို့အခွင့်အရေး2ကြိမ်ကောင်းကောင်းရတယ်ဒါပေမဲ့ဒါဝိဒ်ကပထမတစ်ကြိမ်မှာပိတ်စလေးဖြတ်မိရတော့မှသူတကယ်နောင်တရတယ်ဘာပြောလဲဖျားပိတ်တိတ်ထားတဲ့လူရဲ့ဝတ်လုံကိုငါဖြတ်မိပြီစစ်မှန်တဲ့နောင်တရသူစိတ်နှလုံးကိုဘလောက်ထိသူဂယုစိုက်တယ်ဆိုတာစဉ်းစားကြည့်ပါပိတ်စလေးဖြတ်မိတာတော့မှသူ့ကြီးထဲမှာကြီးမားတဲ့အပြစ်လို့ခံစားရတယ်ဒီကိစ္စမှာကျွန်မပြောပြချင်တယ်ဒီနေ့ကျွန်တော်ရဲ့စိတ်နှလုံးကိုဂယုစိုက်ဖို့လိုအပ်တယ်ကျွန်တော်ရဲ့စိတ်နှလုံးကိုဘုရားသခင်ကအမြဲတမ်းစီစစ်တဲ့ဘုရားသခင်ဖြစ်တယ်ကျွန်မလည်းယုံကြည်အခုဒီဆာမွဲကျွန်မဖြေနေရတယ်ကျွန်မအောင်ပြီဆိုရင်ကျွန်မဘုရားသခင်ကမီလန်နဲ့ချီဘုရားသခင်ကောင်းကြီးပေးတော့မှာဖြစ်တယ်ကျွန်မထူးယုံဘာကြောင့်ဆိုကျွန်မ prophecy ရှိတယ်အာဖရိကက Robert Kayanga ကကျွန်မ prophet ပြုထားတယ် God made you very wealthy woman the Myanmar nation will know my name မြန်မာတနိုင်ငံလုံးကတိတဲ့ကြွယ်ဝခြင်းမျိုးဖခင်ကျွန်မလုပ်ပေးမှာ hallelujah အာမင်ဒီဂတိတော်ကျွန်မအယမ်းဆုတောင်းနေတဲ့အတွက်ကြောင့်မို့အခုအဲ့လိုတွေကြုံနေရနော်တချို့တွေလည်းကျွန်မတနာပြီးကူညီပေးတာပတ်စံလည်းပြန်မပေးဘူးနော်ကျွန်မမှာလည်းနော်အတင်းသားတွေကိုကူညီပြီးမှချစ်လို့ကူညီပြီးကိုယ်ပါတိုင်ပတ်နေရတဲ့ဟာလည်းဒီ case ပဲမဟုတ်ပါဘူးเนาะတော်တော်လေးချီးပေးလိုက်တဲ့ပတ်စံလည်းပြန်မရပါဘူးเนาะပေးရလဲအတိုးလည်းမရသလိုအရင်အောင်ပြန်မရပါဘူးเนาะရီချလာเนาะပတ်စံနဲ့ပတ်သက်လာเนาะနောက်ဆိုဘယ်သူမှမပေးကိုယ့်အနေကိုကြိုက်တာမဟုတ်ဝယ်စားဖို့ပဲဆုံးဖြတ်တော့တယ်အခုเนาะကိုကြိုက်တာကိုဝယ်စားကိုကြိုက်တာကိုဝယ်မှရတော့မယ်เนาะအဲ့ဒီဆိုတော့နော်အလူငွေပေးရင်လည်းပေးဟုတ်လားအဲ့ဆိုကိုကတနာလို့ပေးရင်နော်အော်သူများကိုကူညီပေးရင်ကိုပါအလကားနေခံနေရတယ်ဆိုတော့နော်အခုတော့ဆုံးဖြတ်ချက်ချထားပြီနော်နော်ပြီးဆိုတော့ဘာကိုမြင်ရလဲဆိုစိတ်နှလုံးကိုဂယုစိုက်တဲ့အတွက်ကြောင့်မလို့နော်ဒါဝိဒ်ကသူ့စိတ်နှလုံးကိုသူဂယုစိုက်တယ်ဘလောက်ပဲသူ့အပေါ်မှာမကောင်းနော်ဘလို့ပဲကြုံနေရပါစေစိတ်နှလုံးကိုအမြဲတမ်းဂယုစိုက်တယ်ဖျားရှိမှာနော်မှန်ကန်တဲ့နှလုံးသားရှိတယ် right right with God ဖျားနဲ့မှန်ကန်တဲ့နှလုံးသားရှိတဲ့အတွက်ကြောင့်အဆုံးတိုင်ထိဖျားကသူ့ကောင်းကြီးပေးတာဖြစ်တယ်ဒါဝိဒ်ရဲ့သားစဉ်မျိုးဆက်ကိုပဲဖျားကောင်းကြီးပေးသွားတယ်ဒါဝိဒ်နဲ့ဆက်ဆိုင်တဲ့လူပဲဖျားနောက်ဆုံးမှာဘုရားသခင်ကပြောတယ်ဗိမာန်တော်ထက်ဒါဝိဒ်ရှိတဲ့အခါတုန်းကသဲတော်ကိုပဲငါပြန်ဆောက်ဝင်ဟာလေလုယာအာမင်ဒါကြောင့်ကျွန်တော်တို့စိတ်နှလုံးကောင်းစားဖို့လိုတယ်ဒီစိတ်နှလုံးကိုမတရားတဲ့လူတွေလာကြုံတော့မှဒီစိတ်နှလုံးအညစ်ညူးမခံပါနဲ့အဲ့လိုမျိုးအကျင့်လည်းမထားပါနဲ့နော်ကျွန်တော်တို့စိတ်နှလုံးကောင်းစားရင်ဘုရားသခင်တဘောအလုံးဘုရားကောင်းကြီးပေးမှာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ကျွန်မယုံကြည်တယ်နော်ကျွန်တော်တို့စိတ်နှလုံးကောင်းစားမယ်ဆိုရင်
အရာရာမှာဖျားတကယ်ကျမတို့ကောင်းစားခွင့်ပေးမှဖြစ်တယ်ခဏတော့ဂါရုကိုနော်ပြောသလိုပဲစိတ်နှလုံးကောင်းစားအရေးစရာမှာကျမ်းမာပြီးမှကောင်းစားမယ်ကျေးဇူးတော်ပဲကျမမလေးရှားနေကျမတစ်ခါမှကြီးမဖျားရဆိုမရှိဘူးနော်ကျမစိတ်နှလုံးကောင်းစားလို့လားမသိဘူးကျမကျမ်းမာတယ်ကောင်းစားတယ်အမြဲတမ်းကောင်းကြီးရတယ်ငွေကြီးအမြဲတမ်းကောင်းကြီးရတယ်နော်ဖျားတကယ်ကျမအမြဲတမ်းကောင်းကြီးပေးတယ်ထောက်ပံ့ပေးတယ်နော်သူများမရတဲ့ခွင့်ရေးကျမအမြဲတမ်းရတယ်နော်သူများမတက်ရတဲ့ကြောင်းကျမတက်ရသူများမကင်ရတဲ့ passport ကင်ရသူများမတွားနိုင်တဲ့မြို့တွေကျမအမြဲတွားရတယ်နော်သူများခွင့်ရေးမရပါနဲ့ကျမအမြဲတမ်းခွင့်ရေးကျမစိတ်နှလုံးကောင်းစားတဲ့အတွက်ဖျားတကယ်ကျမအရာကောင်းစားစရာဖြစ်တယ်မလေးရှားမှာသူများတွေကတခုဖျားတယ်နားတယ်နော်ဆေးရုံတက်တယ်ဆေးခန်းတက်တယ်နော်အမျိုးမျိုးကျမတို့တစ်ခါမှဆေးရုံလည်းမတက်တစ်ခါမှဆေးခန်းလည်းမဆေးခန်းပြဦးတယ်ဆိုတာကအရန်လက်ချိုးရီလို့ရနှစ်ခါလားမသိပဲပြဘူးအဲ့ဒါတော့မှနော်ကိုကနေကိုနော်ဘယ်လိုမျိုးပြောမလဲအချိုးအချင်းတွေရှောက်စားပြီးမှနော်ကိုကနေကိုတအားစားပြီးမှအစာအိမ်ဖြစ်တာနော်အရန်အချင်းတွေအဆက်တွေအရန်စားပြီးမှကိုကနေကိုဖြစ်လို့ဘာမှကြီးမမဘာတစ်ခုမှမဖြစ်ခဲ့မလေးရှားမှာ15 16နှစ်နေဖျားခင်ကအရန်ကောင်းကြည့်ပြီကျမ်းမာသူများတွေကိုဗစ်1 2 3နော်ဖြစ်တာကျမတော့ဘာမှကိုမဖြစ်ဘူးနော်ကိုဗစ်တုန်းကလည်းမဖြစ်ဘာမှလည်းမဖြစ်ဘူးနော်ကိုဗစ်လည်းမဖြစ်ကိုစစ်လည်းမဖြစ်နော်တောင်းပြီးပဲကဘာပတ်နေနော်သူများတလတစ်ခါတော့မပတ်နိုင်ကိုရီးယားတလမှာနော်4-5ချိန်ပတ်နေတာနော်ကျမတော့တွားလိုက်တာလဲကျမပဲနော်ကျမတော့ကျမ်းမာတာလဲကျမပဲနော်စိတ်နှလုံးကောင်းစားအရာရာမှာကောင်းစားတာဖြစ်တယ်အေးပဲဒါဒီမှာရှင်းကြီးကောင်မတွေလည်းကျမကောင်းနော်ပြောပြချင်တယ်ဒီနေ့မှာစိတ်နှလုံးကိုဂရုစိုက်ရအောင်နော်ကျမတို့စိတ်နှလုံးကောင်းစားရင်ဘုရားခင်ကတဘဝလုံးကောင်းကြီးပေးမှာဖြစ်ပါတယ်နော်ဒါကြောင့်ကျမတို့စိတ်နှလုံးကိုဂရုစိုက်ရအောင်နော်ကျမတို့သူများကိုဘယ်လိုမျိုးပဲစိတ်ထားရင်ထားပါစေဘယ်လိုမျိုးပဲယုံမှာပါစေသူများဘယ်လိုမျိုးစိတ်လဲကိုယ့်ဘက်ကနေတော့အယောင်ဆုံးမခံပါနဲ့ကိုယ့်ဘက်ကနေအမြဲတမ်းနှလုံးသားမှန်မပြန်ထားပါကျမပြောပြချင်တယ်ကိုယ့်လေမှာအပေါက်ဖောက်တာဖာရမှာကိုယ့်အလုပ်ပဲနော်သူများလေမှာပေါက်တာမပေါက်တာအဲ့ဒါသူတို့အပိုင်ဖြစ်တယ်ကိုယ့်လေမှာတော့ကိုယ့်လေမမြုပ်သွားဖို့တော့အပေါက်ပန်ဖာရမှာကိုယ့်အလုပ်ဖြစ်တယ်ဒါကြောင့်ကျမအပေးချင်တယ်ကျမတို့စိတ်နှလုံးကိုကျမတို့ဂရုစိုက်ရအောင်ဒီရားလေးကိုကျမပြောပြအဆုံးသတ်ချင်ခဏတော့ကျမတို့ဆူတောင်းရအောင်